အဲ့တော့ကျွန်တော်မိသားစုစာဝတ်နေအဆင်ပြေဖို့အတွက်ဘယ်နေရာကပဲခေါ်ကျွန်တော်ကပြည်သူတွေကိုဖြောပြမဲ့တာဝန်အတိုင်းကျွန်တော်ကဖြောပြတာပါအဲ့အတွက်ကျွန်တော်အများတစ်မျိုးမြင်ကြလဲကျွန်တော်အနေနဲ့ရင်းထဲမှာဘာမှမှတ်မထားပါဘူး Nice ဘိုးချုပ်မူကြီးရှိမှာစင်မောကနေပွဲကိုင်နေကျွန်တော်တို့လူရှင်တော်တွေကိုနေစရာတိုင်စရာလေးကျွန်တော်တည်ထားတဲ့ဖျားပေးမှာမြေ9ဧကလောက်လုပ်ပေးပါကုညီတောင်းတယ်ချက်ချင်းပဲပေးတယ်ဒိန်းတောင်ပါတဲ့ရုပ်ရှင်ကားကိုယုံတင်တဲ့အခါလူလာမကြည့်ရင်မင်းတာဝန်ယူမလားဆိုတဲ့ပရိုဂျူဆာတွေဒရိုက်တာတွေလည်းရှိဘ누구ပွဲငါမလဲစောင့်ရတဲ့အနေအထားဖြစ်နေတစ်ဖက်ကမငားရင်တစ်ဖက်ကတော့ငားနေတယ်လေဒီတော့နှစ်ဖက်တည်းရှိတာအဲ့တော့ဟိုဘက်ကလည်းမငားဘူးဒီဘက်ကလည်းမငားဘူးဟိုဘက်မှလည်းမရဲအောင်ဒီဘက်မှလည်းမရဲအောင်ဆိုတော့ယုံလေးတော့ချစ်ပါတယ်ရမ်းချစ်တယ်ယုံလေးကိုဝိုင်းရံကြပါရုပ်ကောက်ပွဲနီးလာပြီဆိုတော့ဒါကတော့အားလုံးသိတဲ့အတိုင်းပဲလေဟုတ်တယ်မလားအဓိကနဲ့တာမညာနဲ့ခွဲဖို့ပဲလိုတယ် तू ကရေးကြည့်လား तू ကရေးမကြည့်ဘူးလား तू ကဘာလဲအဲ့ဒါသိဖို့ပဲလိုတယ်ဘယ်သူရဲ့လို့မပြောပါဘူးရှင်ထဲမှာတော့ရှိပါတယ်ကျွန်တော်အေးဆေးပဲဒါပြည်တော်ချက်ခိုင်ကျွန်တော်တို့ချစ်ရတယ်ပြည်တော်ချက်ခိုင်ရလာပေးသွားတယ်2000ပေါင်းလိုက်3000စမ်းစီစံသားငါတိတာဘူးတွေလည်းပါတယ်ပဲလည်းပါတယ်အားရှိအောင်မဲ့လည်းပါသေးတယ်ဗျာမဲ့လည်းဝက်300မလို့တော့ဘူးကျွန်တော်အေးဆေးပဲအားလုံးဒီဖိုင်လေးကိုကြည့်တဲ့လူတွေစိတ်ကြမ်းမှန်ကိုကြမ်းမှန်ပြည့်စုံကြပါစေလာမဘေးလည်းဝေးကြပါသေးလာမဘေးလည်းဝေးကြပါသေး A few moments later နောက်ဆုံးဘယ်လောက်ထိစဉ်းစားထားလဲဆိုတောင်းစားဖို့တော့စဉ်းစားထားပြီသားဘယ်လောက်ထိစဉ်းစားထားလဲဆိုတောင်းစားဖို့တော့စဉ်းစားထားပြီသားဘာဖြစ်လို့လဲဆိုတော့ ဘာဖြစ်လို့လဲဆိုတော့ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကြီးရဲ့အသင်းသူတယောက်ဖြစ်လို့ပဲ